အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရင်ဘတ်မကြာခဏအောင်တက်တဲ့သူတွေနှလုံးအားနည်းပြီးမောပန်းတက်တဲ့သူတွေဘယ် supplement တောက်ရမယ်မိမိနေတဲ့သူတွေအတွက်ပြပြပေးချင်ပါတယ်ရှင်လူတစ်ယောက်ကအချိန်တိုင်းပင်ပန်းနေပြီးမောပန်းနေလားလှုပ်ရှားလိုက်တိုင်းလွယ်လွယ်ပင်ပန်းပြီးအားရင်ကုန်ခန်းနေလားစိတ်ဖိစီးမှုတွေများလို့ရင်ဘတ်အောင်နေလားဒါဆိုရင်တော့ခန္ဓာကိုယ်ကကိုယ်ဆိုင်ကျူတန်းရွံနေလာလို့ဒီနှလုံးကသတိပေးနေတဲ့ဝန်နေဆိုင်တွေဖြစ်နိုင်ပါတယ်ဒါအပြင် statin ဆေးတွေတောက်သုံးနေရတဲ့သူတွေမှာလည်းဒီကိုယ်ဆိုင်ကျူတန်းရွံနေရမျိုးတွေဖြစ်နိုင်ပါတယ်နှလုံးကျန်းမာရေးအတွက်နေ့စဉ်စားတဲ့အစားအစာတွေမှာကွမ်ဆိုင်ချူတန်းပါဖို့အရေးကြီးပါတယ်။ဘာတွေစားရမလဲဆိုတော့ငါးများများစားပါအစိအစံတွေစားပေးပါဟင်းသီးဟင်းရွက်တွေစားပါအေးဝဝအိပ်ပါနေ့စဉ်လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးပါကွမ်ဆိုင်ချူတန်းကိုတောက်သုံးပေးနိုင်ပါတယ်။ကွမ်ဆိုင်ချူတန်းကဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပေါ့နော်စွမ်းရည်တွေထုတ်လုပ်ပေးဖို့အရေးကြီးတဲ့အဟာရဓာတ်တစ်ခုပဲဖြစ်ပါတယ်။ကျမတို့ခန္ဓာကိုယ်ရဲ့အဖို့ရန်တက်ခဲလို့တော့ပြောလို့ရပါတယ်ရှင်။ဒါအပြင်ဒီနှလုံးကြက်သားကိုအားကောင်းစေရပြီးတော့လို့ရှင်ရကြဒီစိတ်ဖိစီးမှုတွေကိုရှော့ချပေးရပေါ့နော်။နောက်ကကြသွေးလက်ပတ်မှုကိုကောင်းစေရတဘာဝ900ရဲ့ကွမ်ဆိုင်ချူတန်းကို GMP ISO လက်မှတ်ရ Fancy White စက်ရုံကနေအရေးသွေးပြည့်မီစွာထုတ်လုပ်ထားပါတယ်ဒီအာနိသင်စိတ်ချရရဲပေါ့နော် Face Nature ချူတန်းကိုနေ့စဉ် daily supplement အနေနဲ့အစာစားပေးတိုင်းတောက်သုံးပေးနိုင်ပါတယ်ဒါပေမဲ့ကိုဝင်စာအမျိုးသမီးတွေနို့တိုင်းမိခင်တွေကတော့အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတောက်သုံးပေးပါရှင်နေ့စဉ်ဘဝအတွက်အရေးကြီးတဲ့နှလုံးကျန်းမာရေးကိုမမေ့ပါနဲ့ဘဝကိုကျန်းကျန်းမာမာနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက်ဒီနှလုံးကျန်းမာရေးကိုဒီနေ့ကစပြီးဂရုစိုက်ဖို့အကြံပြုချင်ပါတယ်ရှင်